မြန်မာပြည်မှာဖက်ဒရယ်ရေးဒီမိုကရေစီရေးလူ့ခွင့်ရေးနဲ့တရားမျှတမှုအတွက်တိုက်ပွဲဝင်နေကြကုန်သောမြန်မာပြည်သူပြည်သားအပေါင်းတို့ခင်ဗျာကျွန်တော်မျိုးထိုက်တန်သိမ်းပါကျွန်တော်တို့ရဲ့ပြည်သူတော်လှန်ရေးကြီးကအမြင့်ဆုံးရည်ချိန်နဲ့တကယ်ကိုအဆုံးသတ်တိုက်ပွဲဝင်ရမယ့်အချိန်ကိုရောက်ရှိလာပါပြီကျွန်တော်တို့တော်လှန်ရေးစတင်ခဲ့တဲ့ဖေဖော်ဝါရီလ1ရက်နေ့ကတည်းကတော်လှန်ရေးရဲ့အနေအထားပြည်တွင်းအခြေအနေနိုင်ငံတကာအခြေအနေပေါ်မူတည်ပြီးကျွန်တော်တို့ရဲ့တော်လှန်ရေးပုံစံအနေအထားတွေကိုကျွန်တော်တို့တဖြည်းဖြည်းပြောင်းလဲလာပြီးတော့အခုဆိုလို့ရှိရင်အမြင့်ဆုံးရေးချိန်လက်နက်ကင်တိုက်ပွဲမျိုးပြပြောက်ကြားမျိုးပြကာကွယ်ရေးဒီလိုကိုအားကိုကဲတင်မဲ့အနေအထားရှိကိုပြည်သူတွေကဆုံးဖြတ်ပြီးတော့ကျွန်တော်တို့တိုက်ပွဲကိုဝင်နေကြပြီဖြစ်ပါတယ်ယနေ့အချိန်ထိမျိုးပြလမ်းတွေပေါ်မှာစန္ဒပြပွဲတွေတပိတ်တိုက်ပွဲတွေအနေရဲမှာလုပ်နေကြတာရှိပါတယ်ဒီပုံကိုယ်တွေဒီခေါင်းဆောင်တွေဒီမြို့ရွာတွေအကုန်လုံးကိုလည်းကျွန်တော်လေးစားဂုဏ်ယူကြောင်းအလေးပြုပါကြောင်းကျွန်တော်ဒီနေရာကနေတင်ပြလိုပါတယ်ဒီလိုမျိုးပြပျောက်ကြားတွေမျိုးပြစန္ဒပြပွဲတွေတပိတ်တွေရှိနေခြင်းဟာဒီစစ်အုပ်စုစစ်အာဏာယူတဘုံတွေမင်းတို့ငါတို့ကိုလှုပ်ချင်တိုင်းလှုပ်လို့မရဘူးဆိုတာကိုလက်တွေ့ပြနေခြင်းဖြစ်ပါတယ်လမ်းတွေပေါ်မှာလူတွေမရှိပါစစ်အုပ်စုစစ်အကြမ်းဖက်သမားတွေကမျိုးလှုပ်ဆောင်နေပါတယ်အသက်အနေကိုရင်းပြီးလှုပ်ဆောင်နေတဲ့ကျွန်တော်တို့အနေနဲ့ရက်ကပြည်သူခေါင်းဆောင်တွေဆန္ဒပြပွဲခေါင်းဆောင်တွေတပိတ်ခေါင်းဆောင်တွေအားလုံးကိုဥညွတ်အလေးပြုကြောင်းထပ်မံပြောကြားလိုပါတယ်ကျွန်တော်ဒီနေ့မနေ့ကဖြစ်တဲ့ကိစ္စပေါ့နော်ပဲခူးမတိုင်ခင်ကလည်းကျွန်တော်တို့မြို့ပေါင်းစုံမှာကျွန်တော်တို့ပြည်သူတွေအသက်တွေပေးရတယ်ပဲခူးမှာဆိုလဲလူပေါင်း40ကျော်ရောက်100ကျော်ဒဏ်ရာရတယ်40ကျော်ကြာဒါအပြင်တောင်တကုံကလေးလှိုင်းတရမြို့တိုင်းမှာဘာလက်နဲ့မှမရှိတဲ့ကျွန်တော်တို့ပြည်သူတွေကိုစစ်ခွေးအုပ်စုကလောင်ချာတွေလက်နက်ပေါင်းစုံနဲ့သုံးပြီးတော့တိုက်ခိုက်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအသက်ပေးရတယ်ဒါနဲ့ပတ်သက်ပြီးတော့စစ်ခွေးတွေအကုန်လုံးမင်းတို့အားလုံးသွေးကြွေးပြန်ပေးဆက်ရတယ်ငါတို့ပြည်သူတွေလုံးဝမင်းတို့ကိုခွင့်မလွတ်ဘူးဒါကိုမင်းတို့တွေသိထားကြနော်နောက်တစ်ခုလက်ရှိစစ်တပ်ကတပ်ပြတ်နေပြီဖြစ်ပါတယ်ဒါကြောင့်မလို့သူတို့အနေနဲ့သူတို့တပ်ပြတ်နေတာကိုလူမသိအောင်လို့ဟန်ကိုပို့နဲ့လိုက်ရမ်းနေတာဖြစ်ပါတယ်သူတို့လုံနေတဲ့ပုံစံကိုကြည့်ကြည့်ရင်ညဘက်ကိုလမ်းနေတဲ့ဝင်ပြီးချင်းချောက်တာခဲတွေနဲ့ပေါက်တာဒီပုံစံကဘာနဲ့တူနေလဲဆိုတော့ကျွန်တော်တို့ရဲ့ပြည်သူပြည်သားတွေကိုသိုးကြောင်းတို့စိတ်ကြောင်းတို့နွားကြောင်းတို့ပုံစံမျိုးနဲ့လိုက်လုပ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေကလူတွေဖြစ်တယ်လူအသိဉာဏ်နဲ့ဖြစ်တဲ့လူတွေဖြစ်တဲ့အတွက်ဒီလိုမျိုးနွားလို့နဖားကျိုးထိုးလို့မရဘူးဆိုတော့ပြည်သူတွေလက်တွေအခုပြနေကြပါတယ်ဒါအပြင်မနေ့ကကျွန်တော်ကြည့်လိုက်ရတယ်ပြည်သူတွေကိုအမိန့်ပေးခိုင်းနေတဲ့စစ်ခွေးရဲခွေးတွေကပြည်သူတွေကိုတည်ခိုင်းတိုင်တရားအကုန်လုံးဆွဲထုတ်ဖြတ်လာလမ်းတွေအကုန်လုံးလို့ဟဲ့စစ်ခွေးတွေမင်းတို့ကောင်းနေအကုန်လုံးပြည်သူတွေကတသက်လုံးခွင့်မလွတ်တော့ဘူးမင်းတို့ရဲ့ညီကုန်းရောက်နေပြီမင်းတို့ကောင်းနေသွေးကြွေးပြန်ဆဲရတဲ့နေ့အဲ့ခါကြလို့ရှိရင်မင်းတို့မျက်နှာတွေပြန်ပြီးမော့ကြည့်ရဲပါစေနောက်တစ်ခုစစ်တပ်ကနေပြီးတော့တက်ပြေးလုပ်လာတယ်တကယ်တော့ဂုံပြူရမယ်ဆိုလို့ရှိရင်အလင်းဝင်လာတယ်ဘိုးကြီးလင်းထက်အောင်သူ့အင်တာဗျူးနဲ့ကျွန်တော်ကြည့်လိုက်တယ်တက်ပြတ်နေပြီသူပြောသွားတယ်ဒါအတွင်းစကားအမှန်တရားတက်ထမ်းမှာသူတို့တွေကြောက်နေတယ်မသိပဲလိုက်လုံနေရတဲ့လူတွေအများကြီးဖြစ်ကျွန်တော်တို့ဒီဘက်က Federal Army မျိုးပြပျောက်ကြားမျိုးပြကာကွယ်ရေးနဲ့အစုံတပြိုင်နဲ့စစ်မျက်နှာဖွင့်တဲ့နေ့ဒီကောင်တွေအကုန်လုံးထွက်ပြေးရတဲ့နေ့ပဲမင်းတို့ကောင်တွေချိန်ပြီးပြည်သူနဲ့ပူးပေါင်းမှာသစ္စာခံမှာအလင်းဝင်မှာကျွန်တော်တို့နိုင်မှာ 100%
နိုင်ကိုနိုင်မှာဖြစ်တယ်ကျွန်တော်တို့လက်ရှိအနေအထားမှာအထူးသဖြင့်မျိုးပြတွေပါစစ်တဘုံအကြမ်းဖက်သမားတွေကသူတို့ရဲ့စစ်ကြောစနစ်ကိုအတင်းကျပ်သွတ်သွင်းမှုကြိုးစားနေတယ်အဲဈေးတွေတိုင်ခိုင်းနေတယ်အုတ်ကြီးတွေခန့်နေတယ်ဒါတွေလုံးလို့မရအောင်ကျွန်တော်တို့နီးပေါင်းစုံနဲ့ရှင်းထုတ်ပြရမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့အမြဲတမ်းသတိပြုနေရမှာဖြစ်ပါတယ်နောက်တစ်ခုဒလန်မနေ့ကဘကိုးတိုက်ပွဲမှာပြည်သူတော်လှန်ရေးတိုက်ပွဲမှာကျွန်တော်တွေ့လာရတဲ့သတင်းတွေအရဒလန်က defense team ရဲ့ခေါင်းဆောင်ဖြစ်နေတယ်ဆိုတော့ဒလန်တွေကိုဘယ်လောက်ထိအောင်ကျွန်တော်တို့သတိထားရမလဲဆိုတာကိုကျွန်တော်တို့ပြည်သူတွေသတိပြုစေချင်ပါတယ်ကျွန်တော်တို့မိဘပြည်သူပြည်သားတွေအထူးသဖြင့် generation Z တွေဒလန်ကိုအထူးသတိပြုပါဆက်လက်ပြီးတော့ကျွန်တော်လက်ရှိဖြစ်နေတဲ့အနေအထားကျွန်တော်တို့အတိတ်သမိုင်းကြောင်းနဲ့ပြန်ကြည့်ကြည့်ပါအင်္ဂလိပ်ဆိုတာနေမဝင်အင်ပါယာကြီးပါကဘာရဲ့တဝက်တိတိကိုလုံးဝကိုအုပ်ဆိုးလာတဲ့ကောင်းနေဖြစ်ပါတယ်သူတို့မှလက်နက်အင်အားလူအင်အားငွေကြေးစီမံခန့်ခွဲမှုအကုန်သာခဲ့ပါတယ်တော့တော့အင်္ဂလိပ်ရှီကနေလွတ်လပ်ရေးရအောင်ပြန်လဲတိုက်ပွဲဝင်ခဲ့ကြတယ်သခင်အောင်ဆန်းအပါဝင်တိုင်းသားလူမျိုးဘောင်းစုံခေါင်းဆောင်တွေကအဲ့ဒီအချိန်ကစိတ်ကူးရင်သူတွေဖြစ်တယ်ဆိုပြီးတော့အပြောခံခဲ့ရပါတယ်အောင်ဆန်းဟာထောင်နှခမ်းကိုရှောက်နေတယ်ဆိုပြီးတော့ဆွဆွဲခံခဲ့ရပါတယ်ဒါပေမဲ့သခင်အောင်ဆန်းအပါဝင်အဲ့ဒီအချိန်အခါကတိုင်းသားခေါင်းဆောင်တွေဘာသာရေးခေါင်းဆောင်တွေဦးဥသမတို့ဦးဝိဇာရတို့သူတို့ရဲ့ယုံကြည်မှုကိုမမိတ်မသုံနဲ့တာဝန်ကျေခဲ့ကြလို့သာကျွန်တော်တို့ဒီ1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာလွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်ဒီတော့အတိုက်မှာမဖြစ်နိုင်တဲ့နေမဝင်အင်ပါယာကြီးကိုကျွန်တော်တို့တော်လှန်နိုင်ခဲ့တယ်ဘလို့နည်းနဲ့လောက်ရမလဲဆိုတဲ့ဟာကိုရအောင်ဖြစ်အောင်သခင်အောင်ဆန်းတို့ generation တွေလုံနိုင်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ခေတ်ကြမှာကျွန်တော်တို့ညံ့လို့မဖြစ်ပါဘူးကျွန်တော်တို့စိတ်ဓာတ်ကဘာစိတ်ဓာတ်လဲကျွန်တော်တို့စိတ်ဓာတ်ဒီသခင်စိတ်ဓာတ်သာမဏေစိတ်ဓာတ်ရရင်ရမရရင်ချမယ်ဆိုတဲ့စိတ်ဓာတ်အမှန်တရားကိုမျက်နှာနဲ့စိတ်ဓာတ်တွေဖြစ်ပါတယ် generation Z တွေအတွက်ကိုကျွန်တော်ခေါ်အားပေးခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဘာကြောင့်လုပ်နေကြလဲကျွန်တော်တို့ဒီမြောက်ကိုရီးယားလို့ကျွန်တော်တို့နေနိုင်တာကျွန်တော်တို့တန်းရွှေခင်ညွတ်နေဝင်းလက်ထက်လို့ကျွန်တော်တို့ပြန်နေနိုင်တာကျွန်တော်တို့မနေနိုင်ပါဘူးကျွန်တော်တို့ရဲ့အနာဂတ်တွေအထူးသဖြင့်ကျွန်တော်တို့ရဲ့မျိုးဆက်သစ်သားစဉ်မြေဆက်နောင်အနာဂတ်တွေအတွက်ကျွန်တော်တို့ကောင်းသောခေတ်ကောင်းသောစနစ်ကောင်းသောတိုင်းပြည်ကြီးကိုကျွန်တော်တို့အမွေထားခဲ့ရမှာဖြစ်ပါတယ်ဒါကြောင့်လို့ကျွန်တော်တို့မျိုးဆက်တွေအကုန်လုံး generation XYZ အကုန်လုံးပေါင်းပြီးတော့လွတ်ရဖို့ရပါတယ်နိုင်ဖို့နိုင်ရမှာဖြစ်ပါတယ်ကျွန်တော်ထပ်ပြောပါမယ်1988ပြည်သူအရေးတော်ကိုမဖြစ်နိုင်ဘူးထင်တဲ့26နှစ်ကြာမဆလာတပါတီအာဏာရှင်စနစ်ကိုဖြုတ်ချနိုင်ခဲ့တယ်ကိုမင်းကိုနိုင်တို့ကိုဂျင်မီတို့မျိုးဆက်တွေတာဝန်ကျေခဲ့တယ်တခါပြန်ပြီးအာဏာလူယူအာဏာသိမ်းစောမောင်တန်းရွှေခင်ညွန်းတို့လက်ထက်မှာ1996ကျောင်းသားအရေးတော်ပုံတွေကိုမျိုးရင်အောင်သိန်းတို့တာဝန်ကျေခဲ့တယ်1998ကျောင်းသားအရေးတော်ပုံတွေမတ်ဇင်မာအောင်တို့တာဝန်ကျေခဲ့တယ်2009 Saffron Revolution ဗုဒ္ဓဘာသာဖုံးတော်ကြီးတွေရဲ့တော်လှန်ရေးဖုံးတော်ကြီးတွေတာဝန်ကျေခဲ့တယ်ကျွန်တော်တို့အခု2021ပြည်သူတော်လှန်ရေးကျွန်တော်တို့ရဲ့ပခုံးတွေပေါ်မှာဒီသမိုင်းပေးတာဝန်တွေကရောက်ရှိနေပြီဖြစ်ပါတယ်ဒါကြောင့်မလို့ပတ်ဝန်းကျင်ကအပြက်ဘလို့ပြောဂယူးဆိုင်ရမလို့ပါဘူးကျွန်တော်တို့ရဲ့
အောင်မြင်မှုဥတီချက်ကိုပဲစူးစူးဆိုင်ဆိုင်နဲ့မမိတ်မပုံသွားရင်ရပ်ကိုရောက်မှာဖြစ်ပါတယ်1996ကျောင်းသားရေးတော်ပုံတွေ1998ရေးတော်ပုံတွေလောက်ခဲ့တဲ့ခေါင်းဆောင်တွေကိုအဲ့ဒီအချိန်ကဒလန်တွေစစ်ခွေးတွေစစ်ကြော်တွေကဘာပြောခဲ့လဲဆိုတော့မင်းတို့ကောင်းတွေကြောက်တောင်ကိုကြက်ဥနဲ့ပေါက်နေတယ်ဆိုပြီးတော့ဆွတ်ဆွဲနှိမ့်ချခဲ့ပူပါတယ်ဒါပေမဲ့ဒီခေါင်းဆောင်တွေစိတ်ကြမကြခဲ့ပါဘူးသူတို့တွေလောက်เสียရှိတာကိုပြည်သူအတွက်ကိုလောက်ဆောင်ခဲ့ကြပါတယ်ဒီလိုအစစ်စစ်သောသခင်အောင်ဆန်းမအစသခင်နုမအစတခါကျွန်တော်တို့ဒီဘက်မှာကိုမင်းကိုနိုင်တို့ကိုဂျင်မီတို့ကိုမျိုးရံအောင်သိန်းတို့မက်ဇင်မာအောင်တို့ဗုဒ္ဓဘာသာဖုံးတော်ကြီးတွေမျိုးဆက်အစစ်စစ်တာဝန်ကျေခဲ့ကြလို့သာကျွန်တော်တို့ဒီမိုကရေစီမပြည့်တပြည့်ရွှေရည်စိတ်ဒီမိုကရေစီလေးကိုခဏတာခံစားခဲ့ရတာဖြစ်ပါတယ်ဒါရမလက်နဲ့အာကိုစစ်အာဏာယူအကြမ်းဖက်သမားတွေကပြည်သူကိုဒီမိုကရေစီမပေးချင်ပါဘူးဒါကြောင့်ဒီကောင်တွေရှိနေတပြဒါတွေဖြစ်နေမှာဖြစ်တဲ့အတွက်ဒါတွေထပ်မဖြစ်အောင်ဒီကောင်တွေကိုရှင်းရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေလောက်เสียရှိတာကိုမမိတ်မတုံဆက်ပြီးလွတ်သွားကြမှာဖြစ်ပါတယ်ကျွန်တော်ထပ်ပြီးတော့ပြောပြပါမယ်ကျွန်တော်တို့အခုနေ့စဉ်စီးနေတဲ့လေးမြန်ဒါကိုစပြီးစဉ်းစားတဲ့လူတွေကိုအယူတွေအဖြစ်ပတ်ဝန်းကျင်ကလှောင်ခဲ့ပါတယ်ကျိုးမဲ့ချင်းနဲ့တယ်လီဖုန်းကိုစစဉ်းစားတဲ့အခင်ကတော့ခါယူနေတယ်ဆိုပြီးပြောခဲ့ကြပါတယ်လာကဘာပေါ်ကိုသွားဖို့မဖြစ်နိုင်ဘူးဆိုပြီးတော့ပြက်ရည်ပြုခဲ့ကြပါတယ်ယနေ့လို Facebook တွေဖြစ်လာဖို့ကစိတ်ကူးနဲ့စခဲ့တာပါ wireless Wi-Fi connection ကိုမဖြစ်နိုင်ပါဘူးဆိုပြီးတော့အပြတ်ပြောခဲ့ကြပါတယ် internet ဆိုတာစိတ်ကူးရင်ကြီးပါဆိုပြီးပြောခဲ့ကြပါတယ်ဒီလိုစိတ်ကူးနဲ့စခဲ့ကြတဲ့ youth ဆိုတာယုံကြည်တဲ့လူတွေရှိခဲ့ကြလို့ပါလောက်ခဲ့ကြလို့ပါကျွန်တော်တို့အားလုံးယနေ့လက်ထက်မှာ hand phone လေးတွေပူစီနေလေမြင်ကြီးစီ mobile phone တွေနဲ့ internet တွေနဲ့သုံးလို့ရနေတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့စိတ်ကူးအိမ်မက်တွေကိုဆက်လက်အကောင့်ထဲပေါ်ပါဖြစ်ဖို့ဖြစ်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာအောင်မြင်မှုကိုသွားတဲ့လမ်းမှာလက်ရှိမဖြစ်နိုင်တာတွေကိုထိုင်ပြီးသွားနေတာအဖြေမဟုတ်ပါဘူးစိန်ခေါ်မှုကိုဘလို့ရှင်းမလဲငါအနေနဲ့ဘလို့အဖြေရှာမလဲပတ်ဝန်းကျင်ကဘလို့အဖြေရှာမလဲငါကိုယ်တိုင်ဘာလို့မနိုင်မလဲဒါကအဖြေဖြစ်ပါတယ်ဘယ်နေရာမှာကြည့်ကြည့်အကောင်းဘက်ကိုကြည့်လို့ရတယ်အဆိုးဘက်ကိုကြည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကအကောင်းဘက်ကိုရွေးပြီးတော့ကြည့်ပြီးတော့လောက်ကြမှာဖြစ်ပါတယ်ဒါမှကျွန်တော်ရဲ့စိတ်သက်ခွာနဲ့အောင်မြင်မှုပန်းတိုင်ကိုသွားတဲ့မမိတ်မတုံသွားနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့လူတိုင်းငယ်စဉ်ဘဝကိုဖြတ်သန်းခဲ့ရပါတယ်ကျွန်တော်တို့ကလေးတွေမိခင်ဝမ်းကလွတ်တဲ့အချိန်မှာမိခင်ကပိုက်ထွေးခဲ့ရတယ်ဒါပေမဲ့လမ်းမလျှောက်တတ်သေးပါဘူးလမ်းလျှောက်စတဲ့နာလေးကိုပြန်ပြီးစဉ်းစားကြည့်ပါကျွန်တော်တို့အားလုံးလမ်းလျှောက်တတ်ဖို့ဝန်းရံချိုးလေးဘက်ထောက်ဒီကနေစပြီးတော့လက်စားလျှောက်တဲ့အချိန်မှာကျွန်တော်တို့ချော်လဲပါတယ်ချော်လဲလို့ထိုင်ငုံနေလို့ကျွန်တော်တို့ရခဲ့ပါသလားကျွန်တော်တို့ချော်လဲလဲပြန်ထလဲကြလဲပြန်ထလဲကြလဲပြန်ထလုတ်ခဲ့လို့ကျွန်တော်တို့ယနေ့မမမမနဲ့လမ်းလျှောက်ပြီးတော့လူရဲလို့ရင်ကော့ပြီးတော့နေနေတာဖြစ်ပါတယ်ကျွန်တော်တို့တော်လိုင်းတစ်ခုကလည်းထုံနည်း၎င်းပါပဲလဲကြရင်ကျွန်တော်ပြန်ထအောင်ပြန်လဲခွန်အားမွေးပြီးတော့စိတ်သက်လူသက်ခွာသက်တွေနဲ့ကျွန်တော်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့တော်လိုင်းဆိုတာကပင်လေလှိုင်းလုံးများတွေလိုပါပဲအဆုံးအစမရှိတော့လှိုင်းလုံးတွေတစ်ခုပြီးတစ်ခုတက်လာနေအောင်အဝတ်ကြီးရောက်အောင်ကျွန်တော်တို့သွားကြမှာဖြစ်ပါတယ်ဆိုတော့ဘယ်တော့လုပ်ရမလဲအခုလုပ်ပါဘယ်လိုလုပ်ရမလဲအမြဲမရမချင်းလုပ်ပါအောင်ကိုအောင်မယ်ဆိုတဲ့စိတ်ဘွဲအောင်ကိုအောင်နေဖြစ်ပါတယ်အင်ရှင်မတွေကျွန်တော်တိုက်တွန်းခွာပေးလို့တယ်ကျွန်တော်တို့ရဲ့အင်ရှင်မတွေပကတ်လွှဲတဲ့လက်တွေဒီကဘာကြီးကိုအုပ်စိုးမဲ့လူတွေဖြစ်ပါတယ်အင်ရှင်မတွေအနေနဲ့
မိမိရဲ့ခင်ပွန်းသားသမီးများတွေပိုးထောက်ပိုက်ကြုံတယ်မဟုတ်ပဲမြမအမျိုးသမီးများကိုယ်တိုင်လက်ရှိတဲ့ပို့ပြီးတော့ပုံမူပြီးတော့ဥဆောင်မှုအခမ်းအနားကိုပါဝင်ကြပါထောက်ပံ့ကြပါလှူဒန်းကြပါဥဆောင်မှုပေးကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းခေါ်အားပေးလိုပါတယ်ထပ်ပြီးတော့ကျွန်တော်တင်ပြချင်တာကကျွန်တော်ဖိတ်ခေါ်ထားတဲ့အခါမှာမြန်မာပြည်အနေနဲ့အရက်ကသူရဲကောင်းအာဇန်ကြီးရဲဘော်ရပ်ပတ်ကြီးထောင်ပေါင်းများစွာကျွန်တော်ကိုဆက်သွယ်လာပါတယ်ကျွန်တော်ပြန်လည်ပြီးတော့ဆက်သွယ်နေပါတယ်တူးချင်းကိုတချို့လဲကျွန်တော်ပြန်လည်ပြီးတော့ဆက်သွယ်ပြီးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့လျှို့ဝှအကောင့်နာမည်နဲ့ကျွန်တော်နဲ့စကားချင်းပြောထားတာတွေသူတို့လည်းသိပါတယ်ဒါကြောင့်မလို့ကျွန်တော်ပြန်မဆက်သွယ်ရသေးတဲ့ပြည်သူပြည်သားအပေါင်းကျွန်တော်ရဲ့တော်လှန်ရေးရဲဘော်အပေါင်းကျွန်တော်မုတ်ချမသွေပြန်လည်ဆက်သွယ်ပါမယ်လုံခြုံရေးအထူး view site တဲ့အတွက်ကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေရဲ့လုံခြုံရေးကိုအထူး view site တဲ့အတွက်ကျွန်တော်အချိန်ယူပြီးတော့သေချာစကားကိုယ်တိုင်ပြောပြီးဆက်သွယ်နေတာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်ရဲ့လျှို့ဝှအကောင့်နာမည်ကိုဘယ်သူမှမသိပါဘူးကျွန်တော်ရဲ့တော်လှန်ရေးရဲဘော်ကျွန်တော်ပေးသိထားတဲ့လူတွေပဲသိပါတယ်ကျွန်တော်ရဲ့လျှို့ဝှဖုန်းနံပါတ်ကျွန်တော်ပေးသိထားတဲ့တော်လှန်ရေးရဲဘော်တွေပဲသိပါတယ်ဒါကြောင့်မလို့တော်လှန်ရေးရဲဘော်တွေအနေနဲ့မျိုးပြပျောက်ကြားတွေမျိုးပြကာကွယ်တပ်ဖွဲ့ဝင်တွေအနေနဲ့ကျွန်တော်နဲ့ဆက်သွယ်စကားပြောတဲ့အခါမှာလျှို့ဝှအကောင့်တွေလျှို့ဝှဖုန်းနံပါတ်တွေထားပေးပါဒါအပြင်ကျွန်တော်ဘဒုကိုပြန်လဲဆက်သွယ်ခိုင်းခြင်းမရှိပါဘူးတူးချင်းသီးသန့်လုံခြုံရေးအရာလှုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကျွန်တော်ကနေတစ်စစ်ပြန်လဲပြီးတော့တာဝန်ပေးပြီးတော့ဒါမှမဟုတ်ရှင်ကျွန်တော်ကနေတစ်စစ်အကူအညီတောင်းပြီးတော့ဒါလုပ်ပေးပါဆိုပြီးတော့ပြန်ပြောထားတာလုံးဝမရှိပါဘူးတခုပဲရှိပါတယ်ကျွန်တော်နဲ့စကားပြောထားတဲ့မြေအောက်ရဲဘော်တွေတော်လှန်ရေးခေါင်းဆောင်တွေညွတ်ပြပျောက်ကြားတွေအနေနဲ့ကိုတူးချင်းစီကနေပြီးတော့ကိုယ့်ရဲ့တကယ်ကိုယုံကြည်ရတဲ့အနိကသွေးတောက်ရဲဘော်3ယောက်သို့မဟုတ်9ယောက်ဒီထက်မပိုစီပဲလုံးဝဒလန်ဝင်လို့မရအောင်ပြန်လည်ပြီးအစုအဖွဲ့လေးတွေစုစည်းထားပါကျွန်တော်တို့ရဲ့မျိုးပြတိုက်ပွဲတွေမျိုးပြကာကွယ်တပ်ဖွဲ့တွေမျိုးပြပျောက်ကြားတွေ Federal Army ဝင်လာရင်ပဲဖြစ်ဖြစ်အဲ့ဒီအချိန်မတိုင်ခင်ပဲဖြစ်ဖြစ်ကျွန်တော်တို့လုတ်เสียရှိရတယ်လုတ်ဆောင်တဲ့အချိန်မှာတတော်ဒီတူးချင်းကိုခွဲပြီး information ပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဟန်ဆောင်ပြီးတော့လည်းတရားတော်တရားဘာဒူးမှပြန်ပြီးဆက်သွယ်လို့မရဘူးလုံခြုံရေးကိုအထူးကြီးစိုက်ပါဖြစ်နိုင်ရင်ကိုယ့်ဘာကိုလှုပ်ဝက်နာမည်တွေပေးထားပေးပါဒီလိုဒီအဖြစ်ကျွန်တော်ရဲ့လျှို့ဝှတော်လှန်ရေးကိုကျွန်တော်တို့အချိတ်ဆက်မိအားကောင်းပေါင်းတဲ့ အရှိန်မြင့်ပြီးကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒေါ်လာရေးတစ်ခုလုပ်တဲ့အခါမှာစိတ်ရှည်ပေးပါသီးခံပေးပါဇွဲတံပေးပါဝရိယလေးထားပေးပါတော်လာရေးတတိအမြဲတမ်းရှိပါမမိတ်မတုံဥတီချက်လုံးဝမပြောက်ဖဲနဲ့ကျွန်တော်တို့စိန်ခေါ်မှုတွေကိုကြည့်တဲ့အခါမှာစိန်ခေါ်လို့အဲ့ဒီစိန်ခေါ်မှုကိုအောင်မြင်အောင်လုပ်နိုင်တဲ့အခါကိုတူးချင်းအရောက်ချင်းစီတိုင်းကစဉ်းစားကိုယ်တိုင်လည်းလို့ပတ်ဝန်းကျင်လည်းစီးယုံပြီးတော့ကျွန်တော်တို့ရဲ့လူထုအရေးတော်ပုံကြီးမုတ်ချအောင်မြင်အောင်ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့လို့တိုက်တွန်းလို့ဆိုခေါ်အားပေးလိုက်ပါတယ်2021ပြည်သူ့အရေးတော်ပုံမုတ်ချအောင်မှာဖြစ်ပါတယ်